လုံးဝမစုပါနဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ခေါင်းစဉ်တစ်ခုကိုစာပြီးတော့ပြောချင်ပါတယ်ငွေကိုလုံးဝမစုပါနဲ့ဟုတ်ပါတယ်တင်ခုကြားလိုက်ရတာကတော့မမှားပါဘူးကျွန်တော်ထပ်ပြောပါမယ်ငွေကိုလုံးဝမစုပါနဲ့တော့ကျွန်တော်ငငယ်ကလေးကမိဘတွေဆရာသမားတွေနဲ့လူကြီးသူမတွေတွင်တင်ခဲ့ကြတာရှိပါတယ်မိဘကပေးတဲ့မုတ်ဘိုးတွေကပိုးတာကိုစုဘူးတဲ့ကိုထဲပါကြီးပွားချမ်းသာခြင်းငွေစုရမယ်ငွေကိုချိုးချံချွေတာပြီးတော့စုဆောင်မှာနောင်ရေးစိတ်အေးရမယ်အစားသဖြင့်ဒီစကားတွေကလွန်ခဲ့တဲ့နှစ်ပေါင်း30ဒါမှမဟုတ်ကျွန်တော်တို့ဘိုးဘွားခေတ်ကလေးကတော့မှန်ကောင်းမှန်ပါလိမ့်မယ်ဒါပေမဲ့ဒီကနေ့ခေတ်ဒီအချိန်ကယနေ့ကမ္ဘာစီးပွားရေးအခြေအနေမှာတော့ငွေစုခြင်းကတင်းကိုချမ်းသာအောင်လုံးမပေးနိုင်တော့တဲ့အပြင်တင်းကိုတရက်ထက်တရက်ပို့ပြီးတော့ဆင်းရဲသွားအောင်လို့တတ်နေတဲ့အတန်တိတ်လူသက်သမားဖြစ်လာပါပြီလူများစုကထင်ကြတဲ့ငွေကိုဘဏ်ထဲမှာစုတိုင်းတစ်တာထဲမှာတောခတ်သိမ်းတိုင်းစိတ်ချရပါတယ်ဒါကအကြီးမားဆုံးအမှားတစ်ခုလည်းဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ကျွန်တော်ဘာကြောင့်ငွေမစုခိုင်းရတယ်လဲငွေစုတဲ့သူတွေကဘာကြောင့်စုလေဆုံးရှုံးလေဖြစ်နေရတယ်လဲကဘာပေါ်ကဘယ်တရေကမှဘာကြောင့်ငွေစုပြီးမချမ်းသာတယ်လဲဆိုတဲ့အမှန်တရားတွေကိုတက်တဲ့အထောက်ထားတွေဥပမာတွေနဲ့တကွာအသေးစိတ်ရှင်းပြပေးသွားမှာလည်းဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးသွားရင်တော့ငွေကြေးပေါ်မှာတင်းရဲ့အမြင်တွေစောက်တိုးမိုးမြော့ပြောင်းလဲသွားစီရမယ်လို့ကျွန်တော်ရဲကြီးအာမခံပါတယ်ကဲကျွန်တော်တို့အဓိကအကြောင်းအရာကိုစတင်ကြလိုက်ရအောင်ဘာကြောင့်ငွေစုရင်ဆုံးရှုံးရတာလဲအဓိကတရားခံကတော့ငွေကြေးဖောင်းပွားမှုဆိုတဲ့စီးပွားရေးဘလူးကြီးကြောင့်လည်းဖြစ်ပါတယ်ရှင်းရှင်းလင်းလင်းသိသာသွားအောင်လို့ဥပမာတစ်ခုနဲ့ပြောပြပါမယ်လွန်ခဲ့တဲ့10နှစ်ဒါမှမဟုတ်လွန်ခဲ့တဲ့15နှစ်ခန့်ကအခြေအနေကိုပြန်တွေးကြည့်အောင်အဲဒီတုန်းကတင်းလက်ထဲမှာမြန်မာငွေကျပ်300ရှိတယ်ဆိုပါစို့အဲဒီအချိန်က300ကရန်ကုန်မြို့ရဲ့မြို့စွန်မှာမြေကွက်တစ်ကွက်ဝယ်လို့ရှာပါတယ်ဒါမှမဟုတ်ရင်တန်မိုးရှိတဲ့ရွှေတွေအများကြီးဝယ်စုထားလို့ရတယ်တင်းနေနဲ့အဲ့ဒီ300ကိုအလုံးမလုံးပဲနဲ့ဘဏ်ထဲမှာပဲပုံပြီးတော့စုထားလိုက်တယ်ဆိုပါစို့ဒီကနေ့2026ခုနှစ်ရောက်တဲ့အခါမှာတင်းရဲ့ဘဏ်အကောင့်ထဲမှာ300ကအဲ့ဒီတိုင်းပဲရှိနေတော့မယ်ဖြစ်ပါလိမ့်မယ်အတိုးအနေအချင်းတက်လာတာကိုတော့ခဏလေးဖယ်ထားပါဒါပေမဲ့မေးစရာရှိလာတာကဒီကနေ့ခေတ်ရဲ့300ကလွန်ခဲ့တဲ့10နှစ်က300ရဲ့တန်ဖိုးနဲ့တူသေးရလားမတူတော့ပါဘူးဒီကနေ့300ကလွန်ခဲ့တဲ့10နှစ်ကလို့မြေတော့ကမပြောနဲ့တာမန်းဆိုင်ငယ်ကောင်းကောင်းတစည်းဒါမှမဟုတ်ဖုန်းကောင်းကောင်းနှလုံး3လုံးလောက်ပဲဝယ်လို့ရတဲ့အဆင့်ကိုရောက်သွားပါပြီဒါကဘာကိုပြနေလဲဆိုတာကတော့တင်းရဲ့ငွေရည်အတွက်ကဘဏ်ထဲမှာရော့မသွားပေမဲ့အဲ့ဒီငွေရဲ့ဝယ်ယူနိုင်စွမ်းအားကတော့အစမတန်ကျဆင်းသွားရလဲဖြစ်ပါတယ်ဒါကိုစီးပွားရေးပညာအရငွေကြေးဖောင်းပွားတယ်လို့လည်းခေါ်ပါတယ်ငွေကြေးဖောင်းပွားမှုကတင်းစီကနေပတ်စံတွေကိုလူယူမသွားပါဘူးဒါပေမဲ့လည်းတင်းပတ်စံရဲ့တန်ဖိုးကိုအငွေပြန်သွားအောင်လို့လုပ်ပစ်လိုက်တာပါဒါကြောင့်တင်းကငွေကိုပုံပြီးတော့စုနေသွေးတင်းငွေတွေကတန်ဖိုးကျဆင်းမှုတန်ကိုဓာတ်ရိုက်ခံရမှာဖြစ်ပြီးတော့စုလေဆုံးရှုံးလေဆိုတဲ့တန်တရားတွေကိုပိတ်ပြီးသွားမှာလည်းဖြစ်ပါတယ်ငွေကိုတီတိုင်းငြိမ်ပြီးတော့တင်ထားတာကစီးပွားရေးအကြည့်ရင်ကိုပတ်စံကိုတန်ဖိုးကျအောင်လို့တတ်နေရတဲ့တူတူပဲဖြစ်ပါတယ်ငွေစုခြင်းအမှားကိုသဘောပေါက်ဖို့ဆိုရင်တော့ငွေဆိုတာတကယ်တော့ဘာလဲဆိုတာကိုအရင်ဆုံးနားလည်ဖို့လိုပါတယ်လူများကငွေကိုရှီမှန်းချက်ပန်းရတစ်ခုလို့ထင်ကြပါတယ်ပတ်စံတွေအများကြီးရှိလာရင်ပြီးတာပဲလို့လည်းယူဆကြပါတယ်တကယ်တော့ငွေဆိုတာရှီမှန်းချက်မဟုတ်ပါဘူးငွေဆိုတာတန်ဖိုးကြီးလဲတဲ့ကရိယာတစ်ခုသာဖြစ်ပါတယ်ရှေ့တုန်းကလူတွေကကုန်ပစ္စည်းချင်းလဲခဲ့ကြတယ်စံရှိတဲ့သူကစားလို့ချင်းစံနဲ့စားလဲတယ်နောက်ပိုင်းမှာလဲရတာပိုလွယ်ကူအောင်လို့ငွေဆက်ကူဆိုတာကိုတီထွင်လိုက်ကြတာပါဒါကြောင့်ငွေဆက်ကူဆိုတာတကယ်တော့ဆက်ကူအပိုက်တင်ဖြစ်ပြီးတော့အစိုးရကသတ်မှတ်ပေးထားတဲ့အာမခံချက်ကြောင့်သာတန်ဖိုးရှိနေရလဲဖြစ်ပါတယ်ငွေရဲ့သဘာဝကသွေးနဲ့တူပါတယ်လူခန္ဓာကိုယ်ထဲမှာသွေးတွေကတနေရာထဲမှာငြိမ်နေလို့မရပါဘူးနှလုံးကနေတဆင့်ခန္ဓာကိုယ်နှံ့ကိုအစမပြတ်လဲပတ်စီးစင်းနေရပါတယ်အကယ်၍သွေးတွေကတနေရာထဲမှာပဲအိုင်ပြီးတော့ငြိမ်နေမယ်ဆိုရင်သွေးခဲသွားပြီးတော့လူကလည်းတေဆုံးသွားမှာပဲဖြစ်ပါတယ်ငွေကလည်းထို့တူပါပဲငွေဆိုတာစီးပွားရေးစနစ်တစ်ခုလုံးထဲမှာအမြဲတမ်းလဲပတ်နေရမယ့်အရာပဲဖြစ်ပါတယ်ငွေကလဲပတ်နေမှသာအလောက်ကိုင်းတွေကိုဖန်တီးနိုင်မယ်ကုန်ထုတ်လုပ်မှုတွေဖြစ်လာမယ်တန်ဖိုးတွေတိုးပွားလာမှလည်းဖြစ်ပါတယ်တင်ကငွေကိုတစ်တာတွေမှာစုပြီးတော့ပိတ်လောင်ထားမယ်ဆိုရင်တော့တင်ကစီးပွားရေးသွေးကြောကိုပိတ်ဆို့လိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်ငွေကစီးစင်းနေမှာလဲပတ်နေမှသာသူ့ရဲ့တန်ဖိုးကိုအစွမ်းကုန်ပြသနိုင်တာလည်းဖြစ်ပါတယ်ကဘာပေါ်မှာရှိသမျှအောင်မြင်ကြော်ကြတဲ့ဘီလီယံနာတရေကြီးတဲ့တမိုင်းတစ်လျှောက်ကစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုလေးလာကြည့်လိုက်ပါဘယ်တရေကမှဘဏ်ထဲမှာငွေတွေအများကြီးစုထားလို့တရေဖြစ်လာတာမဟုတ်ပါဘူးဘေးကိတ်ဖြစ်ဖြစ်အီလိုမတ်ဖြစ်ဖြစ်သူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုတိုင်းလာတဲ့အခါမှာတော့ဘဏ်ကောင်တွေကငွေသားနဲ့တိုင်းလာတာမဟုတ်ပါဘူးသူတို့ပိုင်ဆိုင်တဲ့ကုမ္ပဏီရှယ်ယာတွေအိမ်ချမ်းမြေတွေရင်းနှီးမြှုပ်နှံမှုပိုင်ဆိုင်မှုတွေနဲ့ပဲတိုင်းတာပဲဖြစ်ပါတယ်သူတို့မှငွေသားအပို့ရှံအနည်းငယ်သာရှိတတ်ပြီးတော့ကျန်တဲ့ငွေတွေကိုတော့လုပ်ငန်းထဲမှာပဲအဆက်မပြတ်လဲပတ်စေခဲ့ပါတယ်ချမ်းသာတဲ့သူတွေကငွေကိုအလုတ်သမားလို့လည်းမြင်ကြပါတယ်တင်ကငွေကိုစုထားရင်တင်းရဲ့အလုတ်သမားတွေကိုအလုတ်မပေးဘဲနဲ့အိတ်ခမ်းထဲမှာအလန်းအသက်တင်ထားရတဲ့အတူတူပဲဖြစ်ပါတယ်ချမ်းသာတဲ့သူတွေကသူတို့ရဲ့ငွေတွေကိုအပြင်ကိုလွှတ်ပြီးတော့နောက်ထပ်ပတ်စံတွေကိုတဲဆောင်လာအောင်လို့ခိုင်းစေကြပါတယ်ဒါကိုငွေကိုအလုတ်လောက်ခိုင်းခြင်းလို့လည်းခေါ်ပါတယ်တရေတွေကငွေကြီးရဲ့တန်ဖိုးကျဆင်းမှုကိုကောက်ကောက်သိရတဲ့အတွက်ပဲငွေသားတွေကိုလက်ထဲမှာအကြာကြီးမကင်ထားပါဘူး၎င်းစားတန်ဖိုးတက်လာမဲ့ပိုင်ဆိုင်မှုအိမ်ချမ်းမြေရှယ်ယာရွှေဒါမှမဟုတ်ကိုပိုင်စီးပွားရေးလုပ်ငန်းတစ်တွေကိုချက်ချင်းပြောင်းလဲရွှေ့ပြောင်းလိုက်ကြပါတယ်ဒါကြောင့်လဲသူတို့ကငွေစုလို့ချမ်းသာတာမဟုတ်ဘဲနဲ့ငွေကိုလဲပတ်တက်လို့ချမ်းသာလာကြရလဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ငွေကိုမစုရင်ဘာလုပ်ရမလဲအဖြေကတော့ရှင်းပါတယ်ငွေကိုလဲပတ်စေပြီးတော့စီးပွားရေးလုပ်ရပါမယ်စီးပွားရေးလောကထဲမှာငွေကြီးလက်ဘဏ်နှုန်းဆိုတဲ့စကားလုံးရှိပါတယ်ငွေတစ်ချက်ကတစ်နှစ်အတွင်းမှာလူပနှစ်ယောက်စီကိုလက်ပြောင်းစီစဉ်သွားတယ်လေဆိုတာကိုတိုင်းတာပါငွေကြီးလက်ဘဏ်နှုန်းမြင့်လေအဲ့ဒီလူဖွဲ့စည်းဒါမှမဟုတ်အဲ့ဒီလူကပို့ပြီးတော့ချမ်းသာကြွယ်ဝလာလေလည်းဖြစ်ပါတယ်တင်ကအလုပ်တစ်ခုတည်းကိုပဲဆွဆွဲမြဲမြဲလုပ်ပြီးတော့ရသမျှပတ်စံကိုစုနေမဲ့အစားအလုပ်တစ်ခုပြီးတစ်ခုတိုးချက်လုပ်ကန်ရပါမယ်ပထမအလုပ်ကနေရလာတဲ့အမြတ်ငွေကိုဒုတိယအလုပ်တစ်ခုထဲမှာရင်းနှီးမြှုပ်နှံပါဒု
တိယအလုပ်ကနေရလာတဲ့အမြတ်ကိုတတိယစီးပွားရေးလုပ်တစ်ခုကိုတိစောက်ဖို့အသုံးချပါငွေကိုလှည့်ပတ်နေရပါမယ်ဥပမာအဖြစ်တင်ကကုန်းစုံဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်ဆိုင်ကနေတစ်လားကိုအမြတ်9သိန်းထွက်ပါတယ်အဲ့ဒီ9သိန်းကိုဘဏ်ထဲမှာပဲလစဉ်စုမထားပါနဲ့အဲ့ဒီငွေတွေကိုသုံးပြီးတော့ဆိုင်မှာလူကြိုက်များမဲ့ကုန်ပစ္စည်းအသစ်တွေကိုထပ်သွင်းပါဒါမှမဟုတ်ရင်ဒုတိယဆိုင်ဝယ်တစ်ခုဖွင့်ဖို့ပြင်ဆင်ပါဒါမှမဟုတ်ရင်အမြတ်ရမဲ့အခြား online ရောင်းဝယ်လုပ်ငန်းတစ်ခုခုမှာအစုရှယ်ယာထည့်ဝင်လိုက်ပါပတ်စံကိုအငိမ့်မထားဘဲနဲ့အလုပ်တစ်ခုပြီးတစ်ခုပြောင်းလဲလည်ပတ်နေစေခြင်းကပဲတင်းရဲ့ဝင်ငွေလမ်းကြောင်းတွေကိုတစ်ခုကနေနှစ်ခုကနေသုံးခုလေးခုဖြစ်လာစေပြီးတော့ငွေကြေးစီးဆင်းမှုကလည်းအစမတန်ကြီးထွားလာပါလိမ့်မယ်အလုပ်လုပ်နေတဲ့ငွေကဘရောမှမသိဆုံးပါဘူးကျွန်တော်အခုလိုပြောပြလိုက်လို့ငွေကိုဖြုံးပြရမယ်စီကံမရှိသုံးပြရမယ်လို့လည်းမဆိုလိုပါဘူးခင်ဗျာငွေကြီးကကျွန်တော်တို့ရဲ့လူဘဝမှာအလွန်အရေးပါလာပါတယ်ငွေရှိမှကျွန်တော်တို့လိုချင်တဲ့ပညာရေးကျန်းမာရေးလူနေမှုစင်တန်းတွေကိုရရှိနိုင်မှာလည်းဖြစ်ပါတယ်ငွေကစွမ်းအင်တစ်ခုလည်းဖြစ်ပါတယ်ဒါပေမဲ့အဓိကတော့ချက်ကဘဏ္ဍာရေးအသိပညာရှိဖို့လည်းဖြစ်ပါတယ်လူများစုကရှာဖွေနည်းကိုပဲသိကြပြီးတော့ငွေကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကိုမသိကြပါဘူးစစ်မှန်တဲ့ဘဏ္ဍာရေးအသိပညာအရငွေကိုအပိုင်း၃ပိုင်းခွဲခြားနိုင်ပါတယ်ဝင်ငွေတင်ရှာဖွေလို့ရလာတဲ့ပတ်စံထွက်ငွေတင်သုံးဆွဲလိုက်တဲ့ပတ်စံရင်းနှီးမြှုပ်နှံမှုတင်ကိုနောက်ထပ်ပတ်စံရှာပေးမဲ့နေရာတွေကိုထည့်လိုက်တဲ့ပတ်စံဆင်းရဲတဲ့သူတွေကငွေရလာရင်ထွက်ငွေအသုံးဆောင်ဖုန်းအဝတ်စားတွေအတွက်ပဲသုံးပစ်လိုက်ကြပါတယ်လူလက်တန်းစားတွေကတော့ငွေရလာရင်စုထားတတ်ကြပါတယ်ချမ်းသာတဲ့သူတွေကတော့ငွေရလာရင်ရင်းနှီးမြှုပ်နှံမှုတွေကိုချက်ချင်းလွှဲပြောင်းလိုက်ကြပါတယ်တင်ကငွေကြီးရဲ့အရေးပါပုံကိုနားလေတယ်ဆိုပါစို့ငွေကိုတစ်တာထဲမှာအကျဉ်းချမထားပါနဲ့ငွေကိုလွတ်လပ်ခွင့်ပေးပြီးတော့စီးပွားရေးလောကထဲမှာကျင်လည်စေပါအဲ့ဒါမှသာတင်းစီကိုအကျိုးမြတ်တွေကအစာပေါင်းများစွာနဲ့ပြန်လည်တည်ဆောက်လာမှလည်းဖြစ်ပါတယ်ဒါဆိုရင်မေးစရာရှိလာနိုင်ပါတယ်ကျွန်တော်မှစီးပွားရေးလုပ်ဖို့ idea လည်းမရှိဘူးအတွေ့အကြုံလည်းမရှိဘူးအဲ့တော့ငွေကိုမစုဘဲနဲ့ဘာလုပ်ရမလဲဒီနေရာမှာအရေးကြီးဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုကိုပြောပြချင်ပါတယ်ဒါကတော့မိမိကိုယ်ကိုပြန်လဲရင်းနှီးမြှုပ်နှံခြင်းပဲဖြစ်ပါတယ်တင်မှာငွေအနေငယ်ရှိနေပြီးတော့ဘာလို့ရမှန်းမသိရင်အဲ့ဒီငွေကိုစုမထားပါနဲ့မိမိမှာအရေးချင်းတိုးတက်လာစေမဲ့တင်တန်းတွေကိုတက်ပါစာအုပ်တွေကိုဝယ်ဖတ်ပါအသိပညာရှင်အတတ်ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးပါဥပမာတင်လက်ထဲမှာရှိတဲ့ပတ်စံလေးနဲ့ဗီဒီယို editing တင်တန်းတစ်ခုကိုတက်လိုက်တယ်ဆိုပါစို့အဲ့ဒီကနေတင်ကကျွမ်းကျင်မှု scale တစ်ခုကိုရရှိသွားမယ်အဲ့ဒီ scale ကိုသုံးပြီးတော့လစဉ်ဝင်ငွေတွေအများကြီးပြန်ရှာလာနိုင်မယ်ဒါကလည်းငွေကိုစုထားတဲ့အစာပေါင်းများစွာပို့ပြီးတော့အကျိုးမြတ်စေတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်းဖြစ်ပါတယ်အကယ်၍တင်းမှာအသိပညာရှိလာပြီဆိုရင်လည်းတခြားစီးပွားရေးလုပ်ငန်းငယ်လေးတွေမှာဖြစ်စေယုံကြည်စိတ်ချရတဲ့လုပ်ငန်းရှင်တွေနဲ့ဖက်ဆက်ပြီးတော့ဖြစ်စေ stock share တွေရွှေအိမ်ချမ်းပြီးအစရှိတဲ့တန်ဖိုးမကျဆင်းနိုင်တဲ့အရာတွေမှာစနစ်တကျခွဲဝေရင်းနှီးမြှုပ်နှံရပါမယ်အဓိကတော့တင်းရဲ့ငွေတွေကတေမနေပဲနဲ့အမြဲတမ်းလှုပ်ရှားရုန်းကန်နေဖို့ပဲဖြစ်ပါတယ်မိတ်ဆွေတို့ခင်ဗျာခေတ်ကာလတွေပြောင်းလဲသွားပါပြီယနေ့ခေတ်မှာငွေစုသူတွေကအရှုံးသမားတွေဖြစ်ပြီးတော့ငွေကိုစနစ်တကျလဲပတ်ရင်းနှီးမြှုပ်နှံသူတွေကသာအနိုင်ရရှိသူတွေပဲဖြစ်ပါတယ်ဒါကြောင့်ပဲဒီကနေ့ကစပြီးတော့တင်းရဲ့ဗန်နာရဲ့အတွေးကိုဟောင်းတွေကိုရိုက်ချိုးဖျက်ဆီးလိုက်ပါငွေကိုလုံးဝမစုပါနဲ့ငွေကိုအလုံးလောက်ခိုင်းပါငွေကိုလှည့်ပတ်ပါတစ်ခုပြီးတစ်ခုတိုးချဲ့လောက်ကင်ပြီးတော့စီးပွားရေးတန်တရားတွေမှာငွေကြေးစည်းစိမ်မှုအင်အားကိုတိစောက်ပါဗန်ထဲမှာပတ်စံတွေတန်းနေကြီးရှိနေပြီးတော့ငွေကြေးဖောင်းပွားမှုတန်းကြောင့်တပြေးပြေးတန်ဖိုးကျဆင်းသွားတာကိုထိုင်ကြည့်နေမဲ့စာမိမိရဲ့လုပ်ငန်းတွေမိမိရဲ့အရေးချင်းတွေတိုးတက်အောင်လို့ငွေကိုအရှိန်ဟုန်နဲ့လဲပတ်စေခြင်းကသာတင်းကိုစစ်မှန်တဲ့ဗန်နာရဲ့လက်ခွင့်စီကိုခေါ်ဆောင်သွားမှာပဲဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးအထူးပဲတင်ရှိပါတယ်သင်အနေနဲ့ဒီဗီဒီယိုကနေအတွေးမြင်တွေရရှိခဲ့ရဆိုရင်တော့ like နဲ့ subscribe share လေးနှိပ်သွားကြဖို့မမေ့ပါနဲ့ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့စီးပွားရေးနဲ့ဗန်ဒိုင်းဆိုင်ရာဗီဒီယိုလေးတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်တို့ channel လေးကိုလည်း like နဲ့ subscribe လုပ်သွားကြဖို့မမေ့ပါနဲ့ခင်ဗျာဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးကြတဲ့ပရိသတ်တွေအတွက်လည်းကျေးဇူးအထူးပဲတင်ရှိပါတယ်